Welcome to The Stories We Carry With Us, a podcast series from the Phoenix Centre, a specialist mental health service that operates as part of the Migrant Resource Centre Tasmania. The Phoenix Centre provides both individual and community mental health and wellbeing support to people from culturally and linguistically diverse backgrounds. It also provides specialist support for survivors of torture and other traumatic experiences and their communities. The Stories We Carry With Us is a series funded by Embrace Multicultural Mental Health Australia, a project that seeks to promote mental health awareness, build community capacity and resilience, and decrease stigma in multicultural communities. Each episode features two women speaking about what psychological well-being and self-care means to them, in their own language, in the hope of inspiring their community members to take steps to improve their own mental health. In this episode, two women from Myanmar chat about what good mental health means to them. There will be a transcript of the podcast available, in Burmese and in English, on the website. Thank you for listening, and we hope you enjoy the podcast. မင်္ဂလာပါကျမနာမည်ကအထျောက်ပါကျမက Tasmania ပြည်နယ် Launceston မြို့မှာနေပါတယ်အခုစုပေါင်းပေါ့ Tasmania ပြည်နယ်မှာနေတာဆိုလို့ရှိရင်၄နှစ်ကျော်သွားပါပြီ Hello ကျမနာမည်က Flora ဖြစ်ပါတယ်ကျမက Tasmania Launceston မှာနေထိုင်ပါတယ်ကျမဒီမှာနေတဲ့အချိန်ကာလက2နှစ်ပြည့်သွားပါပြီဆီမတဲလ်အနေနဲ့ဘောနော်ဘလို့ဘောနော်ဒီစိတ်ခံစားမှုနဲ့ပတ်သက်ပြီးတော့ဆီမကိုဘလို့ဖြည့်သိမ့်လဲကိုဘလို့စိတ်နဲ့ရှင်တန်လဲဒီနေ့ဒီချိန်ထိတီးချင်ပါတယ်မေးလို့ရမလားဟုတ်ကဲ့ကောင်းတဲ့မေးခွန်းပါကျမကလေကျမကစိတ်ကိုမြဲရှင်နေအောင်ပေါ့နော်ကိုစိတ်ချမ်းသာရေးကိုလည်းဂရုစိုက်အောင်ကျမဘာလို့လဲရှိလဲဆိုရင်ကျမလေအများဖြင့်စိတ်ညစ်နေပေါ့နော်ခါကြီးချမ်းလူဆိုတာလူသဘောတော်ဘာစိတ်ညစ်တဲ့အချိန်ရှိရပြောတဲ့အချိန်လည်းရှိရဆိုတော့အဲ့လိုစိတ်ညစ်တဲ့အချိန်ဆိုလို့ရှင်ကျမကအပြင်သွားပေးရတယ်အပြင်သွားပြီးတော့ဘာလို့နိုင်ရှောင်အပြင်သွားပြီးတော့ဘာလို့ဥယျာဉ်ချမ်းမြေတွေပေါ့နော်အဲ့လိုစိုက်တာလေးတွေသူမို့မျက်နှုတ်တာလေးတွေပေါ့အတိကအပြင်ကိုသွားလိုက်ရတယ်ကျမကစိတ်ကလေတမျိုးရှင်သွားတယ်။သဘာဝပတ်ဝန်းကျင်စိတ်နဲ့ဆူပြေတာသို့မဟုတ်မြင်ကွင်းအသစ်ပေါ့နော်မြင်ကွင်းတွေ့ရတာကလက်ရှိဖြစ်နေတဲ့မွန်းချက်မှုတွေကိုလေကျမပျောက်ဆွေသွားပြီးတော့မြင်ကွင်းအသစ်ကိုတွေ့လိုက်ရတဲ့ဟာလေးပေါ့နော်။အဲ့ဒါကကျမအတွက်ပေါ့နော်စိတ်ဖြည့်သိမ့်တဲ့နီးပေါ့နော်စိတ်ကျမအဲ့လိုလုပ်တာရှိတယ်ပြီးတော့ကျမကနောက်တစ်ခုကဘာလို့လဲရှိရနှစ်ချက်အိတ်လေးရှိတယ်နှစ်ချက်အိတ်တယ်ဆိုဥမာဆိုလို့ရှင်ဖြစ်နိုင်မယ်ဆိုရင်8နာရီပေါ့နော်ကျမတနေ့ကို8နာရီအိတ်လေးရှိတယ်အဲ့လိုမျိုးအရင်နေွားလို့ရှင်ကျမကလေစိတ်တူတာတို့စိတ်ညစ်တာတို့ရှိတတ်တော့ကျမအများဖြင့်လေအရေးဝအိတ်လေးရှိတယ်ခါကြလို့ရှင်လိုအပ်ရင်လဲပေါ့နော်အရင်မွားခဲ့ဆိုလို့ရှင်နေလေပေါ့စင်တူးရဆိုလို့ရှင်နေလေဆိုရင်အိတ်တက်ရှိရမြဲအရေးပြန်ဖြည့်ရတာပေါ့နော်အဲ့ဒါလုပ်တာရှိတယ်နောက်ခီးသွားတော့နည်းနည်းနောက်ဆုံးပါဆိုတော့ဘာလို့လဲဆိုတော့ပတ်စံလက်ကုန်တယ်ပြီးတော့ကိုကအချိန်လက်ပေးရတာဟုတ်နော်အချိန်ပေးရဆိုခွင့်နေယူရတာလို့ရှိမယ်ပေါ့နော်အလုံးမလို့ရတာငွေရော့သွားတာလို့ရှိနိုင်တယ်ဆိုတော့ခီးသွားတာတော့နောက်ဆုံးဒါပေမဲ့ခီးသွားပြီးလို့ပြန်လာလို့ရှင်လူကစိတ်သစ်လို့ပုံစံဖြစ်သွားတယ်စိတ်ကလည်းအရန်ပေါ်သွားတယ်ပေါ့နော်အဲ့လိုမျိုးနီးပေါ့လေနောက်ဆုံးနီးကလည်းပတ်စံလည်းမကုန်တဲ့နီးကပေါ့တော့ကျမအတွက်ကတော့ဘာသာရေးပေါ့နော်ကျမဘာသာရေးဖျားเจ้าနေပါသွားတာလို့ဆိုလို့ရှင်ကျမအတွက်ဖျားเจ้าသွားတာလို့သမဟုတ်တရားဟောချက်တွေနာတာလို့ပေါ့နော်သမကျမ်းစာတွေပါဖတ်တာလို့ဆိုလို့ရှင်အဲ့နီးကလေကျမကိုအရန်ကိုလေစိတ်ပုတ်ပွားစေတယ်ပေါ့နော်စိတ်ချီနူးစေတယ်အဲ့ဒါလေးပေါ့ကျမနီးလေးပေါ့နော်ကျမလူတိုင်းတော်ဖြစ်မဲ့တော့မတည်တယ်မဲ့ဘာသာရေးဆိုတာကလည်းဗာလဲတနည်းအားဖြင့်တရားထိုင်တယ်လို့လည်းခေါ်ပါတယ်ဝင်သက်ထွက်သက်ကိုရှူတာလည်းတရားထိုင်နည်းတစ်ခုပေါ့နော်ဘာသာရေးပုံစံလို့လည်းပြောလို့ရပါတယ်ဆိုတော့ကျမအဲ့နီးလေးပေါ့အဓိကအဲ့4ချက်5ချက်ကကျမအဓိကဆွဲကင်တဲ့နီးလေးဖြစ်ပါတယ်
Siama Flora ပေါ့နော်Tasmania မှာနှစ်နှစ်ကျော်နေပြီဆိုတော့ Tasmania အတွေ့အကြုံလေးပေါ့နော်လှပြောပြပါအောင်အဓိကပေါ့နော် Tasmania မှာနေထိုင်ဘာကိုအရန်ကြိုက်တယ်လဲကြိုက်တဲ့အကြောင်းလေးပေါ့လေ ဟုတ်ကဲ့ကျမဒီ Tasmania နေရတဲ့အကြောင်းအရန်ကြိုက်တဲ့အရာပေါ့နော်ဒီ Tasmania ကအရန်ငင်းချမ်းတယ်အေးချမ်းတယ်ရာသီဥတုလည်းအရန်ကောင်းတယ်အဲ့ဒါရဲ့တစ်ချက်ပြီးတော့ဒီတဘာဝပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်တဘာဝပတ်ဝန်းကျင်ကလည်းအရန်ပြီးတော့တန့်ရှင်းတဲ့နေမြေလေးဖြစ်တယ်ပြီးတော့တခုကျတော့ကျမတို့မြန်မာ community ပေါ့နော်မြန်မာ community အနေနဲ့ဆိုရင်တော့နေတဲ့ရက်ကွက်လေးထဲမှာမြန်မာ community တွေတစုတဝေးနေတဲ့အတွက်ကြောင့်ကျမတို့ကတအိမ်နဲ့တအိမ်ကိုပေါ့နော်ကားနဲ့သွားဆရာမလို့ပဲနဲ့လမ်းလျှောက်ပြီးတော့လဲလို့ရတယ်အဲ့ဒါပြီးတော့ကျမတခုကြိုက်တဲ့အရာကဒီ Tasmania မှာရှိတဲ့ဒီ Tasmania လူမျိုးတွေကပေါ့နော်ကျမတို့ဒီအခုလိုမျိုးလူတစ်တွေအတွက်ဆိုပေါ့နော်ရောက်လာတဲ့လူတစ်တွေrefugee တမားတွေအတွက်ဆိုအရန်နှွေးထွေးတယ်သူတို့ကအရန်ကြိုဆိုတယ်ကျမတို့ကိုအဲ့ဒီဟာလေးကိုကျမအရန်ကြိုက်ပါတယ်ဒီ Tasmania နေထိုင်တဲ့အရာလေးပေါ့နော်ဒီဟာကြိုက်တဲ့အရာလေးဖြစ်ပါတယ်ဆရာမတယ်အနေနဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဆရာမအနေနဲ့ဘယ်မှာအကူအညီတောင်းလို့ရလဲဘယ်မှာအကူအညီတောင်းမဲ့နေရာလေးဆရာမဒီတစ်ချက်လေးပြောပြလို့ရမလားဟုတ်ကဲ့ပါဆိုတော့ကျမကဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်ကျမရေးအတွက်အကူအညီရနိုင်တာပေါ့နော်ဒီ Tasmania မှာအကူအညီရနိုင်တဲ့နေရာတွေအချို့ရှိတယ်အဲ့ဒါကအခုဆိုလို့ရှင်ဒီကျမတို့ရဲ့ပြနေတဲ့ family doctor ပေါ့နော် family doctor စီမှာလည်းအကူအညီတောင်းခံလို့ရတယ်ဆိုလို့ရှင်ဒီ family doctor နေပြီးတော့ GP နေပြီးတော့ referral လွှဲပြောင်းလိုက်မယ်ဆိုလို့ရှင်သက်ဆိုင်တဲ့ဌာနကိုလွှဲပြောင်းမယ်ဆိုလို့ရှင်သက်ဆိုင်တဲ့ဌာနနေပြီးတော့ပြန်ပြီးတော့ကြည့်ပေးတာတွေရှိတယ်။များဖြင့်ဒီ family doctor ပေါ့နော်သမတော်ဆရာဝန်ကနေပြီးတော့ကျွမ်းကျင်တဲ့ပေါ့နော် agency တွေလည်းခေါ်ပေါ့နော်ကျွမ်းကျင်တဲ့ဌာနတွေကိုသူကသိတာကိုအဲ့ဒါကိုလွှဲလို့ရတယ်ဆိုတော့ကျွန်မသိတယ်ဥပမာဆိုလို့ရှင်ကိုလူငယ်ပိုင်းဆိုလို့ရှိရင်လူငယ်နဲ့ဆိုင်တဲ့ mental health ကူညီပေးတဲ့စိတ်ကျန်းမာရေးဆိုင်ရာကူညီပေးတဲ့အဖွဲ့အစည်းရှိတာတွေရှိတယ်လူကြီးဆိုလည်းလူကြီးနဲ့ဆိုင်ရာပေါ့နော်ကူညီပေးတဲ့အဖွဲ့အစည်းရှိရဆိုတာတော့လေအဲ့ဒါကသမားတော်ဆရာဝန်တွေကဒေါက်တာပူသိနိုင်နေဆိုတော့လေအဲ့ဒါဒေါက်တာကရယူနိုင်နေဆိုတော့ကျွန်မသိပါတယ်နောက်တစ်ခုခါကြလို့ရှိရင်စိတ်ကျန်းမာရေးပေါ့နော်ဆိုလို့ရှိရင်များဖြင့်ကျွန်မသိတာကလေကျွန်မတိကလေတယောက်ယောက်ကိုရင်ဖွင့်လိုက်မယ်ဆိုရင်ပို့ပွားသွားတာပေါ့အဲ့ဒါကြောင့်တယောက်ကိုရင်ဖွင့်နိုင်လို့ရှိရင်ဒီလိုမျိုးသက်နိုင်နေဆိုတော့ဒီ MRC မှာဆိုလို့ရှင်ပေါ့နော်Phoenix Center ရှိရဲ့အဲ့ Phoenix Center မှာဆိုလို့ရှင် counselor ဆိုတာရှိရဲ့ပေါ့နော် counselor တွေရှိတယ်နှစ်သိမ့်ဆွေးနွေးပေးသူလို့ခေါ်မလားသူတို့တွေနဲ့ booking ယူလို့ရတယ်အဲ့ booking ယူလို့ရှင်လဲသူတို့က free လို့လေကျွန်မကြားတယ်ပေါ့နော်အခါမှယူလို့ရတယ်သူတို့နဲ့ချိတ်လိုက်လို့ရပြီးတော့အဲ့ဒါသူတို့စီမှာပေါ့နော်ရင်ဖွင့်တာတို့ဘာတို့လုပ်လို့ရတယ်သူတို့ကလည်းစကားပြန်ခေါ်ပေးတဲ့ phone interpreter ပေါ့နော်တယ်လီဖုန်းနဲ့တစ်ဆင့်စကားပြန်ခေါ်ပေးတယ်ဆိုတာလေးကျွန်မကြားတယ်ပေါ့လေအဲ့ဒါတော့ကျွန်မသိတယ်ပေါ့နော်အဲ့လိုရယူနိုင်တယ်ဆိုတာလည်းကျွန်မသိတယ်ပေါ့ကျွန်မကတော့ကျွန်မအနေနဲ့တော့ဘယ်မှာရယူလဲဆိုတော့ကျွန်မကကိုအမနော်ကိုမနမရီကိုပေါ့နော်ရေဖွင့်လိုက်ရင်ကျွန်မအတွက်ပေါ့နော် support ရတယ်လို့ကျွန်မအနေနဲ့ခံစားရတယ်ဘာလို့လဲဆိုတော့ကိုစိတ်ချတဲ့လူစင်မှာကိုပြောလိုက်တဲ့ဟာပေါ့တစ်ဖက်လူကကိုပြောတဲ့စကားကိုတစ်ဖက်လူကကောင်းနားထောင်ပြီးမဲ့လူပေါ့နော်အဲ့ဒါဆိုကျမအမအဲ့ဒါရတယ်ဆိုတော့ကျမအနေနဲ့ကျမ support ပေါ့ small sister ကကျမရဲ့sister ပေါ့ကျမရဲ့အမဖြစ်တယ်
ပေါ့နော်အဲ့ဒါတော့ကျွန်မရတယ်သို့မဟုတ်ခိုင်ကြလို့ရှင်ကိုယ့်ရဲ့အမျိုးပေါ့ဇနီးယောက်ျားသို့မဟုတ်မအဲ့လိုမျိုးစီမှာရနိုင်နေဆိုတော့ရှိတယ်ကျွန်မတော့ကိုယ့်အမပေါ့နော်အဲ့လိုမျိုးရတယ်အဓိကရင်ဖွင့်ဖို့ရေးချီးတယ်ဆိုတော့ကျွန်မသို့မဟုတ်ရင်ထဲမှာထားရင်မွန်းချက်တယ်လေတရားကိုပြောလိုက်လို့ရှင်ပို့ပွားသွားတဲ့ဟာလေးပေါ့ကျွန်မအနေနဲ့အဲ့လိုမျိုးပေါ့ရတယ်ဆိုတာလေးပေါ့လေကိုတွေ့လေးပေါ့နော်ကျွန်မshare လုပ်တာဖြစ်ပါတယ်ဆိုတာလေးပေါ့နော်ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆီယမဖလိုရာကပေါ့နော်ခုနကျွန်မသိရှိထားတဲ့ဗာလဲမိခင်လည်းဖြစ်တယ်เนาะမိခင်သား3ယောက်ရဲ့မိခင်ပြီးတော့ဇနီးလည်းဖြစ်တယ်သမီးလည်းဖြစ်တယ်ဆိုတာဝန်တွေလည်းများတယ်ပေါ့เนาะအတွေ့အကြုံလည်းအများကြီးရှိရလို့လည်းကျွန်မယုံကြည်ပါတယ်အဲ့ဒါကြောင့်မလို့ကိုမြန်မာအတိုင်းဝဲမှာပေါ့နော်အမျိုးသမီးတွေဒီလိုစိတ်ကျမ်းမာရေးပေါ့နော်ဆိုင်ရာကိုယ့်ရဲ့ကျမ်းမာရေးပေါ့နော်ကောင်းမွန်လာအောင်အခက်ခဲရှိရင်ပေါ့နော်အခုညီဘယ်လိုပေးနိုင်မလဲဆိုတာလေးလည်းနည်းနည်း share ပေးပါဦးအတွေ့အကြုံတွေအဖြစ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံလေးလည်း share ပေးစင်ပါတယ်ဟုတ်ကဲ့ကျမအနေနဲ့ဆိုရင်တော့ကျမကဒါ3ယောက်ရဲ့မိခင်ဖြစ်တဲ့နေ့တူပေါ့နော်ကျမရဲ့အတွေ့အကြုံလေးကိုနည်းနည်းလေးပြောပြချင်တာတော့ကျမသား3ယောက်မွေးအငယ်ဆုံးလေးမွေးတဲ့ချိန်မှာကျမဟာအရန်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပေါ့နော်ဘာလို့ဆိုနယ်မြေအတိတ်ကိုလည်းရောက်တယ်ပြီးရင်ပေါ့နော်ကလေးပေါ့နော်အငယ်ဆုံးလေးကိုလည်းကိုယ်တိုင်မွေးထုတ်ရတယ်ကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်ရတဲ့ချိန်မှာကျမအနေနဲ့ခန်းစားချက်တွေအများကြီးဖြစ်ပေါ်လာတယ်ဒါပေမဲ့ပေါ့နော်ကျမအဲ့လိုခန်းစားချက်တွေဖြစ်ပေါ်တဲ့အချိန်မှာကျမဘယ်လို control မလဲဆိုတာကိုကျမစဉ်းစားတယ်ဒါမဲ့ကျမကန်ကောင်းတယ်လို့ပြောမလား nurse တယောက်နဲ့တွေ့ခဲ့တယ်ပေါ့နော်အဲ့ဒီ nurse ကကျမကိုမေးတယ်ဒီကလေးမွေးတဲ့အတွက်ကြောင့်မင်းမဘယ်လိုခံစားချက်တွေရှိလဲဆိုကျမရဲ့ခံစားချက်တွေပြောတယ်အဲ့ချိန်မှာ तू ကဘာပြောလဲဆိုဒါဆိုရင်နဲ့မင်းပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ဆရာဝန်တယောက်နဲ့တွေ့ချင်လားသူနဲ့နည်းနည်းဆွေးနွေးချင်လားလို့ပြောတယ်ကျမအရန်ကန်ကောင်းတယ်လို့ကျမခံယူတယ်ဟုတ်ကဲ့ကျမတွေ့ချင်တယ်ပေါ့နော်ဆိုအဲ့လိုပြောတဲ့ချိန်မှာ तू ကပေါ့နော်ကျမကိုတွေ့ခွင့်ပေးတယ်ဆရာဝန်နဲ့ပြီးတော့ဆရာဝန်နဲ့တွေ့ပြီးတော့မေးခွန်းတွေအများကြီးဆရာဝန်ကမေးပေးတယ်အဲ့ချိန်မှာကျမရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒီ pressure တွေပေါ့နော်ဒီဖိအားတွေအကုန်လုံးဟာအားလုံးတက်တာပျောက်ကင်းစေတယ်ပေါ့နော်ဒါကြောင့်ကျမပြောချင်တာဒီကျမတို့ community မှာရှိတဲ့ဒီမိခင်တွေပဲဖြစ်ဖြစ်မိန်းမသားတွေအားလုံးပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုယင်ထဲမှာအမြဲတမ်းမသိမ်းထားပဲနဲ့ဖြစ်နိုင်တယ်ဆိုဘေးနာတငယ်ချင်းတွေ sharing လုပ်ပေးပါဝေမျှပါကိုယ့်ရဲ့ခံစားချက်ဝေမျှပါပြီးရင်ဥမာကိုယ်သာမိခင်ဖြစ်တယ်ဆိုရင် nurse တွေကိုလည်းဝေမျှပါပြီးရင်အခုနဘောနော်ဆီယမတဲပြောသွားတယ်လို့ပဲလိုအပ်တဲ့အရာတွေဘောနော်အကူအညီတွေလိုချင်တယ်ဆိုရင်ဆီယမတဲပြောသွားတဲ့အရာအတိုင်းပဲဒီ MRC မှာလာပြီးတော့လည်းအကူအညီတောင်းလို့ရတယ်ပြီးရင်ဆရာဝန်တွေစီမှာကိုယ့်ရဲ့ GP တွေစီမှာလည်းအကူအညီတောင်းလို့ရပါတယ်လို့ကျွန်မပြောဆိုချင်ပါတယ် This has been an episode of The Stories We Carry With Us, a podcast series funded by Embrace Multicultural Mental Health Australia. It features conversations on mental health and well-being between women from different language communities in Tasmania. This podcast was produced by the Phoenix Centre, which is part of the Migrant Resource Centre Tasmania. For more information, go to mrctas.org.au.